မြန်မာ traditional ချက်အာလူဟင်းပေါ့နော်ချက်ကန်ပိုတတိုကာရီပေါ့နော်စားကြပါအောင်ရှင်ဒါမြန်မာလူမျိုးဆိုတော့လက်နဲ့စားတာပေါ့ချက်ကန်ပိုတတိုမြန်မာ traditional ကာရီဖူးပလော့တွေစားပြီးဖူးပလော့တွေကြည့်ပြီးသူများစားတာတောက်တာတွေကြည့်ပြီးအားရပါတယ်ဒါမှဟိုရသူများစားတာတွေတောက်တာတွေကြည့်ပြီးအားတော့ရဖူးပလော့ကြည့်ပါဆက်လို့ဆက်တာ